ရွာလမ်းဘေးမှာထိုင်ရင်းကောင်းကင်ပြာကြီးကိုငေးကြည့်နေတဲ့ဒီကောင်လေးရဲ့နာမည်ကတီကျူလေးရှုတဲ့ဒါကသူ့ရဲ့နာမည်ရင်းတော့မဟုတ်ပါဘူးငငယ်ကကျမ်းမာရေးတိတ်မကောင်းတာကြောင့်အသက်ရှည်ပါစေဆိုတဲ့အယူအဆနဲ့မိဘတွေကပေးထားတဲ့ချစ်စနိုးနာမည်လေးပါသူ့ရဲ့နာမည်ရင်းကတော့ဝမ်လင်းဝိုင်းလင်းနဲ့သူတို့ဝမ်မိသားစုဟာနာမည်ကျော်လက်သမားမိသားစုကြီးဖြစ်ပေမဲ့ဝမ်လင်းရဲ့ဖခင်ကတော့ဒုတိယသားဖြစ်တာကြောင့်မိသားစုစီးပွားရေးကိုဆက်ခံခွင့်မရပဲဒီရွာလေးမှာပဲအခြေချနေထိုင်ခဲ့ရတာပါဝမ်လင်းဟာငယ်စဉ်ကတည်းကအယမ်းညံကောင်းပြီးစာဖတ်တာကိုဝါသနာပါသူပါရွာထဲကလူတွေကတောင်သူ့ကိုပါရမီရှင်လေးလို့သတ်မှတ်ထားကြပါတယ်သူ့ရဲ့ဖခင်ဖြစ်သူကလည်းဝမ်လင်းကိုရွာပြင်ကကဘာကြီးအကြောင်းသိစေခြင်းပြီးတနေ့မှာမြို့နယ်အဆင့်စာမှုပွဲကိုအောင်မြင်စေခြင်းနဲ့မျှော်လင့်ချက်တွေရှိနေပါတယ်တနေ့မှာတော့ဝမ်လင်းတို့အိမ်ကိုအောင်မြင်ကြော်ကြားတဲ့စတုထဦးလေးရောက်လာခဲ့ပါတယ်သူကဝမ်လင်းအတွက်မျက်နှိုးရတဲ့စာအုပ်နှစ်အုပ်ကိုလည်းလက်ဆောင်အဖြစ်ယူဆောင်လာခဲ့တာပါစတုထဦးလေးရောက်လာတဲ့အကြောင်းရင်းကတော့ထူးခြားပါတယ်အဲ့ဒါကတော့နာမည်ကျော်ဟန်ရွက်ဟန်ညုဆိုတဲ့နတ်ဖျားဂိုင်းကြီးကနေတပည့်တစ်တွေခေါ်ယူနေတာပါပဲစတုထဦးလေးစီမှာထောက်ခံချက်ပေးနိုင်တဲ့အခွင့်အရေးတစ်ခုရှိနေပြီးအဲ့ဒီအခွင့်အရေးကိုညံကောင်းတဲ့ဝမ်လင်းကိုပေးချင်နေပါတယ်လူတာမန်ဘဝကနေနတ်ဖျားဖြစ်နိုင်မဲ့ဒီအခွင့်အရေးဟာဝမ်လင်းရဲ့ကံကြမ္မာကိုဘယ်လိုပြောင်းလဲစေမှလဲဆိုတာနတ်ဖျားကိုင်းကတပည့်လက်ခံမဲ့တဲ့ဟာဝမ်မိသားစုတစုလုံးကိုလှုပ်ခတ်သွားစေပါတယ်ဝမ်လင်းရဲ့ဖခင်ဟာဝမ်းတာလုံးလို့မျက်ရည်တောင်ဝဲလာခဲ့ရပါတယ်ဒီလိုအခွင့်အရေးမျိုးကနှစ်ပေါင်းများစွာမှတစ်ခါသာပေါ်လာတတ်တာမျိုးပါသူတို့မိသားစုဟာရွာလေးထဲမှာအခြေချနေထိုင်ခဲ့ရပေမဲ့အခုတော့ဝမ်လင်းကြောင့်တမိသားစုလုံးမျက်နှာပွင့်ရတော့မယ်လို့မျှော်လင့်ချက်တွေပြည့်နှက်နေပါတယ်ဒီသတင်းကြောင့်ဝမ်မိသားစုဝင်တွေအားလုံးဝမ်လင်းတို့အိမ်ကိုစုပြုံရောက်ရှိလာကြပါတယ်လူကြီးမိဘတွေကဝမ်လင်းကိုချီးကျူးစကားတွေပြောကြသလိုဝမ်လင်းရဲ့ဖခင်ကလည်းသူ့သားလေးဟာငငယ်ကလေးကစာဖတ်တာဝါသနာပါပြီးညံကောင်းခဲ့ပုံတွေကိုဂုဏ်ယူဝင့်ကြွားစွာပြောပြနေပါတယ်တအိမ်လုံးမှာပျော်ရွှင်စရာရေမောတန်တွေနဲ့ဖုံးလွှမ်းနေပြီးဝမ်လင်းကိုလည်းနတ်ဖျားခိုင်းဝင်ခွင့်စာမေးပွဲအတွက်အစွမ်းကုန်အားပေးနေကြပါတယ်လူတွေအများကြီးကြားမှာဝမ်လင်းကတော့စိတ်လှုပ်ရှားနေတယ်လို့စိုးရိမ်စိတ်လည်းရှိနေပါတယ်သူဟာစာအုပ်တွေကိုပဲမျက်နှိုးသူဖြစ်လို့ဒီလိုနတ်ဖျားကိုင်းရဲ့စမ်းသပ်မှုကိုအောင်မြင်ပါမလားဆိုတာကိုတန်တရားဖြစ်မိနေပါတယ်ဒါပေမဲ့သူ့အဖေရဲ့မျက်နှာပေါ်ကပျော်ရွှင်မှုတွေကိုကြည့်ပြီးဝမ်လင်းဟာတခုပဲဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့ဘလို့အခက်အခဲမျိုးပဲရှိသူမိဘတွေမျက်နှာမငယ်ရအောင်အကောင်းဆုံးကြိုးစားမယ်ဆိုတာပါပဲခီးမထွက်ခင်ညမှာဝမ်လင်းရဲ့ဖခင်ဟာသူ့သားကိုအနားခေါ်ပြီးလေးလေးနက်နက်ဆုံးမစကားပြောခဲ့ပါတယ်သားမင်းဟာငါတို့မိသားစုရဲ့မျှော်လင့်ချက်ပဲနတ်ဖျားကိုင်းကိုရောက်တဲ့အခါတခြားသူတွေနဲ့မတူပဲအစွမ်းကုန်ကြိုးစားရမယ်ဘလောက်ပဲခက်ခဲပါစေအရှုံးမပေးနဲ့လို့မှာကြားခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့မျက်လုံးတွေထဲမှာစိုးရိမ်စိတ်တွေရှိနေပေမဲ့တားဖြစ်သူအပေါ်ထားတဲ့ယုံကြည်မှုတွေကတော့အပြည့်အဝပါပဲဝမ်လင်းရဲ့မိခင်ကတော့တားဖြစ်သူခီးဝေးသွားရတော့မှမို့စိတ်မကောင်းဖြစ်နေပါတယ်သူမဟာဝမ်လင်းအတွက်လိုအပ်မဲ့အဝတ်စားတွေနဲ့စားစရာတွေကိုတည်တည်ချာချာထုတ်ပိုးပြင်ဆင်ပေးခဲ့ပါတယ်ခရူးဆိုင်သွားပါတားရဲ့ဗိုက်စာရင်စားဖို့ဒါလေးတွေထည့်ပေးလိုက်တယ်လို့ပြောနေတဲ့သူမရဲ့အတန်တွေဟာတိမ်ဝင်နေပါတယ်မိခင်တယောက်ရဲ့မေတ္တာဟာဝမ်လင်းအတွက်တော့ခီးသွားဖို့အဖော်မုံတစ်ခုဖြစ်နေမှာပါနောက်တနေ့မနက်မှာတော့ဝမ်လင်းဟာသူ့ရဲ့အိမ်လေးနဲ့မိဘတွေကိုနှုတ်ဆက်ပြီးစတုထဦးလေးနဲ့အတူဟန်ရွက်ခိုင်းရှိရာကိုခီးစတင်ခဲ့ပါတယ်။ရွာအပြင်ဘက်အထိလိုက်ပို့ကြတဲ့မိဘတွေကိုလှည့်ကြည့်ရင်ဝမ်လင်းဟာစိတ်ထဲကနေခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်။နတ်ဖျားတယောက်ဖြစ်အောင်ကြိုးစားပြီးမိဘတွေကိုဂုဏ်တက်စေရမယ်လို့ပေါ်ဝမ်လင်းရဲ့ကံကြမ္မာကိုပြောင်းလဲစေမဲ့ခီးရှည်ကြီးကတော့အခုမှတကယ်စတင်လိုက်ပါပြီ။